ကျမကချမ်းသာတဲ့ဒုတိယမျိုးဆက်တထေးသားတဦးရဲ့ဝန်ခံစကားကိုညှင်းပယ်ခဲ့ပါတယ်။ဒါပေမဲ့ကျမအံ့ဩသွားရတာကသူဟာအရှက်ရပြီးဒေါသထွက်ကကျမကိုတွန်းထုတ်ခဲ့တာပါပဲ။ဒါကြောင့်လမ်းသွားလမ်းလာတဦးရဲ့ကော်ဖီဟာကျမရဲ့အကန့်အသတ်ထုတ်တောက်ဖက်နှက်ပေါ်ကိုဖိတ်ဆင်သွားခဲ့ပါတယ်။လမ်းသွားလမ်းလာရဲ့ဆွဆွဲချက်တွေကိုရင်ဆိုင်ရတဲ့အခါမှာတော့အဲ့ဒီသူထေးသားဟာတောင်းပန်ဖို့ညှင်းဆိုယုံတင်မကပဲသူတို့ကိုနှိမ်ဖို့အတွက်ပတ်စံအချို့ကိုတောင်ထုတ်ပေးခဲ့ပါသေးတယ်။ကျမဒေါသထွက်တော့မဲ့အချိန်မှာပဲတစိမ့်တယောက်ကရုတ်တရက်ဒူးထောက်ထိုင်ချလိုက်ပြီးသူ့ရဲ့အဝတ်စားနဲ့ကျမရဲ့ဖက်နှက်ကိုဂယုတစိုက်တုပ်ပေးခဲ့ပါတယ်။ဒါကိုမြင်တော့ကျမကအဲ့ဒီတထေးသားကိုချက်ချင်းလှောင်ပြောင်လိုက်ပါတယ်။အဲ့ဒီမြင်ကွင်းကြောင့်တထေးသားဟာဒေါသထွက်ပြီးထွက်ခွာသွားခဲ့ပါတယ်။ကျမမေးကြည့်တဲ့အခါမှာတော့အဲ့ဒီမျိုးသားကသူဟာဒီကုန်းတိုက်ထဲကတန်ဖိုးကြီးလက်ကင်အိတ်ဆိုင်တစ်ဆိုင်ကအယောင်းဝန်ထမ်းတဦးဖြစ်ကြောင်းပြောပြခဲ့ပါတယ်။ကျမဟာတွန်းဆုတ်မနေတော့ပဲကျမရဲ့အိတ်ထဲကအကန့်အသတ်မဲ့ credit card ကိုထုတ်ပေးလိုက်ပြီးသူတာဝန်ယူရတဲ့အိတ်တွေအားလုံးကိုဝယ်ယူလိုက်ပါတယ်။ဒါဟာရိုးရှင်းတဲ့ဆုံတွေ့မှုတစ်ခုလိုပဲကျမထင်ခဲ့တာပါဒါပေမဲ့ကျမအံ့ဩသွားရတာကကုံတိုက်ကိုစစ်ဆေးနေတော့သူ့ကိုထပ်ပြီးဆုံတွေ့ခဲ့ပြန်ပါတယ်သူ့လက်ထဲကပန်းတွေကိုမြင်တော့ကျမသူ့ကိုတဖန်ပြန်တွေ့ရလို့အံ့ဩသွားမိပါတယ်အဲ့ဒီအမျိုးသားကကျမကိုပြန်တွေ့ရတာအယမ်းဝမ်းသာတယ်လို့ပြောပါတယ်ကျမသူ့အပေါ်ခန်းစားချက်တွေစတင်ဖြစ်ပေါ်လာတဲ့အချိန်မှာပဲနောက်တစ်ခဏမှာတော့သူဟာတခြားတစ်ယောက်ကိုလည်းအလားတူပန်းတွေပေးနေတာကိုကျမတွေ့လိုက်ရပါတယ်သူဟာလူရှုပ်တစ်ယောက်ဖြစ်မှန်းသိလိုက်ရတဲ့အခါကျမဟာပန်းကိုအမှိုက်ပုံးနဲ့ချက်ချင်းလွှင့်ပစ်လိုက်ပါတယ်နောက်တနေ့ကုမ္ပဏီရဲ့ရှယ်ယာရှင်များအစည်းအဝေးမှာတော့ဝန်ထမ်းချို့ကကျမအိမ်တော်မရှိဘူးဆိုတဲ့အကြောင်းပြချက်နဲ့ကျမရဲ့ရှယ်ယာတွေကိုခွဲဝေဖို့စ조사ခဲ့ကြပါတယ်။သူတို့ရဲ့လှောင်ပြောင်တန်တွေကိုကြားရတဲ့အခါကျမမတက်ရက်ပြီးအခင်းဖြစ်ပွားရာကနေချက်ချင်းထွက်လာခဲ့ပါတယ်။သူတို့ရဲ့စကားတွေကိုတွေးမိလေလေပိုပြီးဒေါသထွက်လာလေပါပဲကျမဟာကိုယ်တိုင်ဝန်ဆောင်မှုပေးတဲ့ကားဆေးဆိုင်ကိုမောင်းဝင်သွားခဲ့ပြီးရေကြတန်တွေကြားမှာနောက်ဆုံးတော့ကျမမျက်ရည်တွေနဲ့ပြိုလဲသွားခဲ့ပါတယ်။ကားမောင်းထွက်လာပြီးငွေပေးချေတော့မဲ့အချိန်မှာပဲကားဆေးဆိုင်ဝန်ထမ်းဟာအဲ့ဒီမျိုးသားဖြစ်နေတာကိုတွေးလိုက်ရလို့ကျမလန့်သွားခဲ့ပါတယ်ကျမရဲ့စိတ်အခြေအနေမကောင်းတာကိုသတိထားမိပုံရတဲ့သူဟာကျမကိုအပြင်မှာထမင်းတစ်နက်အတူစားဖို့အကြံပြုခဲ့ပါတယ်စားတောက်ဆိုင်မှာတော့သူကကျမကိုစဉ်းစားပေးတတ်စွာနဲ့နှစ်သိမ့်ပေးခဲ့ပါတယ်ရှယ်ယာရှင်တွေရဲ့စကားတွေကကျမရဲ့နားထဲမှာပဲ့တင်ထက်နေပြီးသူ့မျက်နှာကိုကြည့်ရင်ကျမရဲ့ရှယ်ယာတွေကိုထိမ့်သိမ်းဖို့အတွက်အဖြေတစ်ခုကိုရုတ်တရက်ရရှိသွားခဲ့ပါတယ်ဒါကြောင့်ကျမကသူ့ကိုကျမကိုလက်ထက်ချင်သလားလို့မေးလိုက်ပါတယ်။အဲ့ဒီအချိန်မှာသူဟာဘာအံ့ဩမှုကိုမှမပြသခဲ့ပါဘူး။ဒါကိုမြင်တော့ကျမကသူသာကျမကိုလက်ထက်မယ်ဆိုရင်အလုပ်တွေအများကြီးလုပ်เสียရမလို့တော့ဘူးလို့ထပ်ပြောလိုက်ပါတယ်။ဒါပေမဲ့ကျမအံ့ဩသွားရတာကသူကညှင်းဆိုခဲ့ပါတယ်။သူထွက်သွားတော့မယ့်အချိန်မှာတော့ကျမကသူ့ကိုစဉ်းစားဖို့3ရက်အချိန်ပေးမယ်လို့ပြောလိုက်ပါတယ်။ကျမရဲ့စကားကိုကြားပြီးနောက်သူဟာတွန်းဆုတ်မနေပဲနောက်ကိုလှည့်ကြည့်လိုက်ပါတော့